အားလုံးမင်္ဂလာပါဆိုတော့ဒီကတော့ပတ်စံလုပ်ပေးနေကြပါเนาะ separation tarot reading ပဲဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာလည်းကိုအတွက်ဘယ်လို guidance တွေရမလဲပေါ့เนาะဘာတွေသိဖို့လိုအပ်မလဲဒါနဲ့ပတ်သက်ပြီးတော့ပြပြပြပါမယ်ဆိုတော့ဒါအမြဲတမ်းကြည့်ကြမလို့ပေါ့เนาะကိုအတွက်လို့ခံစားမှဝင်ကြည့်ပါအမြဲပြောနေကြပဲပေါ့เนาะဒါ timeless ဖြစ်တယ်အဲ့တော့တစ်ချိန်ချိန်မှာကိုယ့်စီကိုပေါ်လာလို့ကြည်ရဆိုလဲဒါကြည့်လို့ရတယ်ပေါ့เนาะကိုအနေနဲ့ဒီဗီဒီယိုကြည့်ဖို့လိုတယ်လို့ခံစားတော့မှကြည့်ဖို့ပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့အရင်ဆုံးပေါ့နော် energy ဖတ်တဲ့ခါမှာနည်းပြင်းတဲ့ energy ပေါ့နော်အရန်ပြင်းတဲ့ energy ရတယ်အချိန်ဆွဲတဲ့ energy ရတယ်တခုလုပ်ဖို့ဆိုတွန်းဆုပ်လုပ်နေတဲ့ energy မျိုးတွေရှိရယ်ပြမလားဆိုတော့နည်းနည်းပေါ့နော်မပြင်းပါနဲ့လို့ကိုလို့ဆက်ရှာကြီးဆက်ပြီးတော့လုပ်ပါလို့ပြောချင်ပါတယ်ဆိုတော့ energy ပစ်လိုက်တဲ့ညအရန်ပြင်းတဲ့စိတ်ဝင်နေပေါ့နော်ဘယ်လောက်ထိပြင်းတဲ့စိတ်ဝင်လဲဆိုတော့ထပ်ပြီးတော့ဆက်လုပ်လို့မရတော့အောင်ပြင်းတဲ့စိတ်ဝင်တာပေါ့နော်အဲ့တော့ကြောင့်ဒါပုံမှန်စနေနေ့တင်နေကြဆိုပေမဲ့ဒီနေ့ကတော့တနင်္ဂနွေဖြစ်သွားပြီပေါ့နော်အဲ့တော့မပြင်းပါနဲ့လို့ပြောချင်ပါတယ်ပြီးတော့ကျတော့ဒါအေးမိနှာစီးရဲ့သူတွေရှိကောင်းရှိနေမယ်ဒီချာလေးဂယူဆိုင်ပါပေါ့နော်ဒါတချုံချုံနဲ့ဒါတ िश ူးတွေအများကြီးတုံးနေရတဲ့သူတွေရှိကောင်းရှိနေမယ်ဆိုတော့ဒီချာဂယူဆိုင်ပြီးတော့ကိုဒီချာပေါ့နော်နွေနွေထွေးနေပါလို့ပြောချင်ပါတယ်ဆိုတော့ပြောနေကြအတိုင်းပဲအေးဝါအိမ်မယ်ပြီးတော့ရေမြတ်တောက်မယ်ပေါ့နော်ဆိုတော့ဒါတော့မှားစရာမလိုပေါ့အဲ့တော့ separation တချို့အရာနာကျင်မှုလေးပြောကြတော့ဒီခန္ဓာကိုယ်မှာပေါ့နော်ကြောအောင်တာမျိုးရင်အောင်တာမျိုးလိုမျိုးလေးတော့ခံစားလိမ့်မယ်တေချာပေါက် healing လုပ်ပါကိုယ်တည်ငြိမ်အောင်ထားပါပြီးတော့ကိုလက်လက်ချင်းကပေါ့နော်တေချာလေးလုပ်ပေးပါလို့ပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒီပတ်တော့ပေါ့နော်ဒါကိုယ့်ရဲ့ energy ဆိုတော့ဒါကတ်တွေအရာပေါ့နော်ကိုယ့် energy ကိုပြောရမယ်ဆိုရင်ဒီမှာတော့နည်းနည်းပေါ့နော်တချို့လူတွေအတွက်ကနည်းနည်းအုံနောက်ကိုအရန်သုံးတာအရန်များတယ်အဲ့အတွက်ကြောင့်တစ်ခုဆိုရင်မဖြေရှင်းဘူးရှောင်ပြေးခြင်းနဲ့ထွက်ပြေးခြင်းနဲ့ဒီလိုမှုမျိုးပေါ့နော်ဆိုတော့ကိုယ်အနေနဲ့နည်းလေးဟိုရင်းချက်မလို့လို့နဲ့မြင်းချက်တဲ့ energy မျိုးရတယ်ပေါ့နော်ဆိုတော့တတိထားပါဒီဘက်တွင်မှာတော့ကိုယ်တို့ကငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေအဆင်မပြေစရာတွေလိုမျိုးလေးတွေကြုံနိုင်တယ်ပေါ့နော်အဲ့တော့ကြုံနိုင်တဲ့စိတ်တွေလည်းအရန်ထွေပြားပြီးတော့မှလို့အတွေးတွေပေါ့နော်တယောက်တည်းအတွေးတွေနဲ့အဲ့လိုတိုက်ခိုက်နေတဲ့ပုံစံမြင်နေအတွေးတွေနဲ့ကိုယ့်ကိုပြန် fight နေရတယ်မှာဒီလိုဟုတ်တယ်လို့မဟုတ်ဘူးလို့အဲ့လိုအတွေးတွေများပြီးတော့အဲ့လိုပေါ့တယောက်တည်းယူကျင်စိတ်ပေါက်ကောင်းနေမယ်တဲ့မှာပြီးတော့ emotional ဖြစ်မယ်စိတ်တရားမွန်းချက်ပြီးတော့မှအဲ့လိုဘာမှရေရာမမြင်ရဘူးဆိုတဲ့ခံစားချက်မျိုးပေါ့နော်ပြီးတော့အထီးကျန်လို့လည်းခံစားလိမ့်မယ်တဲ့မလားဆိုကြလေတခုလှုပ်ဖို့အတွက်ကိုဒီအဆင်ပြေပါမလားဆိုတော့ကြောက်စိတ်တင်နေမလုပ်ဖြစ်တာမျိုးရှိတယ်လှုပ်ကြည့်ပေါ့နော်ဒီမှာလှုပ်ကြည့်ပါကိုတို့ new beginning တွေရှိပါတယ်လှုပ်ကြည့်ဖို့ပြီးတော့တကယ် passionate ဖြစ်နဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့နော်တခုလှုပ်တော့မယ်ဆိုရင်အဲ့ဒါကိုတကယ်လှုပ်ချင်စိတ်ရှိတော့မှလှုပ်ဖို့ပေါ့နော်အဲ့လှုပ်ချင်စိတ်မရှိဘဲလှုပ်မယ်ဆိုလည်းအဆင်မပြေဘူးအဲ့တော့တကယ်လှုပ်ဖို့ရွေထားတယ်ကိုတကယ်ဝါသနာပါတယ်ကိုတကယ်လှုပ်တော့မယ်လို့စဉ်းစားထားရင်ရှေ့ဆက်သွားပေါ့နော်အောင်မြင်ပါလားမအောင်မြင်ဘူးလားအဆင်ပြေပါလားအဆင်မပြေဘူးလားဒါတွေမတွေးနဲ့တွေးရင်ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးပေါ့ဒါလေးပြောချင်တယ်ပြီးတော့ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ထိတ်တိုက်ရင်ဆိုင်ဖြေရှင်းပါအဲ့ဒါမှသာလည်းကိုတို့အဖြေထွက်မှာပေါ့နော်မဖြေရှင်းမဲနဲ့ဒါရှောင်မယ်ဆိုလို့ရှိရင်အချိန်ကြာသွားတာပဲဖတ်တင်နိုင်မယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာမပြေလည်သွားဘူးအဲ့တော့ပြဿနာပြေလည်ခြင်းနဲ့ဆိုရင်ထိတ်တိုက်ဖြေရှင်းမှာတချို့ຢာကြတော့ကိုကြောက်တာပဲရှိရပါတော့ကိုကြောက်တဲ့ຢာတစ်ခုပဲတတ်ပဲရှိရတကယ်တွေးကြည့်လို့ရှိရင်ဘာမှမဟုတ်ပြဿနာပေါ့နော်အဲ့တော့ဖြေရှင်းမှာထိတ်တိုက်ရင်ဆိုင်မှာရှောင်ပြေးလို့မရဘူးပေါ့နော်အဲ့တော့ရှောင်မပြေးမှသာကိုတို့ပို့ပြီးတော့ကိုတိုးတက်ဖို့တော့လမ်းနေပွင့်လာမှာမဟုတ်ရင်ရှောင်ပြေးရင်အဲ့ရှောင်ပြေးတဲ့အရာကိုနောက်ပြန်ပြီးတော့လိုက်နေမှာမပွင့်လင်းမချင်းကိုအဲ့တော့မပွင့်မလင်းဖြစ်နေလေကို့မှာ block တွေပူများလေပို့ပြီးတော့နေရတာအဆင်မပြေဘူးပေါ့နော်ဒါလေးတခုတော့မှားချင်ပါတယ်ဆိုတော့ကို block တွေဖြီးပါကိုယ့်ရဲ့ throat chakra healing ပို့လုပ်ပါလုပ်စရာရှိရလုပ်မယ်ပြောစရာရှိရပြောမယ်ဘာမှမကြောက်နဲ့ပေါ့နော်ကြောက်လို့ရှိရင်ကိုယ့်အတွက်ရှေ့ဆက်ရခက်လိမ့်မယ်ဒါလေးတော့မှားချင်တယ်ပေါ့နော်အဲ့တော့လက်လောမှာပေါ့နော်ကိုတို့ကဒါဖြည့်ရှင်းရမယ့်ကိစ္စလေးရှိရင်တော့နည်းနည်းလေးတည်တည်ချာချာလေးစဉ်းစားပါဖြည့်ရှင်းမှာချက်ချင်းတော့ဝုန်းတိုင်းမလုံးနဲ့အချိန်တစ်ခုပေးမယ်ပြီးရင်ဖြည့်ရှင်းမယ်တေချာလေးပေါ့နော်အဲ့တော့မဖြည့်ရှင်းခင်မှာလည်းတေချာကိုပြန်သုံးသပ်ဖို့လိုရတယ်ပြန်သုံးသပ်မယ်ဒီတစ်မျိုးရဲ့ရှူတောင်တစ်မျိုးရဲ့မဟုတ်ဘဲနဲ့အဖက်ဖက်ကနေစဉ်းစားပေါ့နော်ကိုယ့်ရဲ့ရှူတောင်တစ်ဖက်လူရဲ့ရှူတောင်ပြီးတော့ဂျားလူရဲ့ရှူတောင်အဲ့လိုမျိုးပေါ့နော်အဖက်ဖက်ကနေစဉ်းစားပြီးတော့မှအဖြေထုတ်တာကောင်းတယ်ဆိုတော့လောဆရာတော့ဒီတပတ်အတွင်းမှာတော့တိတ်ပြီးတော့အဖြေကိုတေချာရှာပေါ့နော်ချက်ချင်းရောဆုံးဖြတ်ချက်ချပြီးမလုပ်လိုက်ဖို့တော့မှားချင်ပါတယ်အဲ့ဒါမှအဆင်ပြေမယ်ပေါ့နော်အဲ့တော့ဒီမှာတော့စိတ်တွေအလိုမွန်းချက်မယ်ဒီမှာပင်ပန်းမယ်ဒါပေမဲ့ကိုလုံးနေရလေးရတော့ရှေ့မှာတိုးတက်သွားမှာမြင်တယ်ပေါ့နော်ကိုလုံးချင်တဲ့ຢာလေးကိုတို့ဒီ separation နဲ့ပတ်သက်ပြီးတော့လဲဒါတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့လဲကိုအနေနဲ့ဒါရင်းကျက်လာတာမျိုးမြင်တယ်ပို့ပြီးတိုးတက်လာတာမျိုးမြင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒီ separation မှာပဲအရန်ကြီးစိတ်ထဲမထည့်ထားဖို့ဒါပြောချင်တယ်ပေါ့နော်
ဆိုတော့ဒီမှာတော့နည်းနည်းလေးသွားပိတ်မိနေရလူလည်းတချို့ရှိရပေါ့နော်ဒါတစ်ဖက်လူနဲ့ကိုနဲ့ခြားထဲမှာအဲ့လိုမျိုးပေါ့နော်ဖြည့်ရှင်းရမယ့်အရာလေးတွေကိုယ်တိုင်လည်းမဖြည့်ရှင်းခဲ့တာပါတယ်ကိုယ်တိုင်လည်းဖြည့်ရှင်းဖို့ခက်နေတာမျိုးပေါ့နော်အဲ့တော့တေချာလေးဖြည့်ရှင်းကြည့်ပါအခုကဒါ separation ကြည့်ရဆိုတော့ဒါချို့ကြလဲ separation ကမဟုတ်ပဲ contact ရှိနေတယ်လို့လည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့တေချာလေးဖြည့်ရှင်းပါတေချာလေးကို law မရတဲ့တေချာကြည့်ပါမြင်အောင်ကြည့်ရမှ law မရတဲ့ပုံမှာပေါ့နော်အဲ့တော့ကိုဘာတွေမှားခဲ့လဲဒီ separation ဖြစ်သွားတာဘာကြောင့်လဲကိုရဲ့ attachment တွေကြောင့်လားတစ်ဖက်လူရဲ့တတနာကြောင့်လားပေါ့နော်ဒါတေချာလေးသိဖို့လိုအပ်တယ်ဆိုတော့အဓိကတော့တခုခုဆိုလို့ရှိရင်တစ်ဖက်လူကိုသွားမကြည့်ရကောင်းတယ်ပေါ့နော်ဘာလို့ဆိုကိုယ်တိုင်ပဲအဖြေရှာဖို့လိုအပ်တယ်ကိုမှာပဲအဖြေရှိရကိုအတွင်းထဲမှာပဲအဖြေရှိရပေါ့နော်အဲ့တော့ငါဘာမှားသွားလဲငါဘာပြင်ရမလဲငါဘယ်လိုလုပ်ရမလဲပေါ့နော်ဒါတွေပဲစဉ်းစားဖို့လိုအပ်တယ်တစ်ဖက်လူကိုဘယ်လိုလုပ်ခိုင်းရမလဲတစ်ဖက်လူဘာတွေပြင်သင့်တယ်တစ်ဖက်လူကတော့ဘယ်လိုတစ်ဖက်လူကြောင့်အဲ့လိုမျိုးတွေသွားမတွေးနဲ့ဆိုတော့ဒါကဒီ relationship တစ်ခုတည်းမှာလည်းမဟုတ်ဘူးအမျိုးမျိုးသောကိစ္စတွေမှာပေါ့နော်ကိုပြန်ကြည့်ရအကောင်းဆုံးပဲတစ်ဖက်လူကိုကြည့်ရတဲ့အခါမှာတစ်ဖက်လူအဖြစ်တင်ခြင်းစိတ်ပေါ်လာတယ်အဖြစ်တင်ရင်မပြီးတော့ဘူးပေါ့နော် negative တွေဝင်နေအဲ့တော့အဆင်မပြေဘူးအဲ့တော့ဘာလို့ရမလဲဆိုတော့တခုဖြစ်လာပြီဆိုတော့ကိုပဲပြန်ကြည့်ငါဘာလုပ်ဖို့လိုအပ်တာလဲငါဘာကြောင့်ဒါရင်းနဲ့တွေ့ရလဲငါဘာလုပ်ရမလဲကိုကနေစားစဉ်းစားပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့ကိုပို့ပြီးတော့ focus ထားဖို့လိုအပ်တယ်ကို focus ထားလိုက်တဲ့အခါမှာဆိုလို့ရှိရင်တစ်ဖက်အခြားကိုပြင်ပါကိုမမြင်တော့ဘူးမမြင်တဲ့အခါမှာကိုအပြေးပါအာယုံဆိုင်နိုင်မယ်အခါကျရင်ပို့ပြီးကောင်းမွန်တဲ့လမ်းကြောင်းတွေပို့ပြီးကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေထွက်လာနိုင်တယ်ဒီမလားအဲ့ဒါကြောင့်မလို့အမြဲတမ်းကိုတီဆောက်ခိုင်းတာဘာလို့ဆိုကိုတီဆောက်နိုင်တော့မှသာလဲကိုကအခြေကျသွားပြီဆိုတော့မှသာလဲအပြင်ပါကိုလုတ်ပေးနိုင်မယ်ပြင်ပကိုကြည့်နိုင်မယ်ပြင်ပကိုအားလုံးထုတ်နိုင်မယ်ပေါ့နော်အဲ့တော့အားလုံးဆိုတာထုတ်ခိုင်းတာမဟုတ်ပိုရှန်တဲ့ဟာထုတ်ခိုင်းတာပေါ့တင်မလားဆိုတော့ဟိုတော်တော်များတော့လို့အပြင်ကနေစပြီးတော့တိဆောက်ကြတာများတယ်ကိုရင်မတိဆောက်ဘူးအချစ်ဆိုလို့ရှိရင်လည်းကိုအတွင်းထဲမှာကိုရင်မတိဆောက်ဘူးတစ်ဖက်လူပေါ်မှာပုံပြီးပေးတာတစ်ဖက်လူပေါ်မှာအဲ့လိုအားလုံးနှိမ့်မြုပ်လိုက်တာပေါ့နော်ဆိုတော့ဒါတွေကကိုအလဲလဲကွက်ကွက်အပြပြအလဲလဲဖြစ်စေတယ်ပေါ့နော်တကယ်တခုဖြစ်ခဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးထုတ်တဲ့လူရတယ်တေချာပေါက်တစ်ခုကိုဖြစ်တယ်ဟုတ်ဆိုအတွင်းထဲမှာအခြေမခိုင်အောင်အခြေမခိုင်တဲ့ခါကျတော့အခြေမခိုင်လူပြိုလဲဆိုတာသင်္ကန်းစာရအောင်ရတယ်ဟုတ်ဆိုကိုအတွင်းထဲမှာအဲ့အခြေခံအုံမြင့်ကိုမဆောက်မချင်းဒါကြီးကလွတ်နေရင်ဘာဖြစ်တတ်တယ်ဆိုတဲ့သင်္ကန်းစာကိုစီရောက်တယ်ပေါ့နော်အဲ့တော့တခုဆိုရင်ဒါအပြင်မှာပဲအဖြေရှာတဲ့လူတွေတတိထားပါဘာလို့ဆိုတော့အဲ့ပြဿနာကြုံလာနိုင်တယ်အဲ့တော့အတွင်းထဲမှာအရင်တိဆောက်ပါဒါကျွန်တော်ကကြတော့တိနေလို့ပြောပြပါဘောနော်တိနေလို့ပြောပြကျွန်တော်ကိုယ်တိုင်ချစ်ပုံချင်းနေအရင်မှားခဲ့အမြဲတမ်းအပြင်ထုတ်တယ်ကိုယ်အတွင်းထဲမှာတကူမှမကြံအောင်ထုတ်ပြီးတော့အဲ့လိုရော့အင်းစောကုန်ပေးရကိုယ်တိုင်ကအဲ့လိုဖြည့်ဆည်းပေးရကြိုက်တယ်ပေးရတာကြိုက်တယ်အချစ်ပေးရကြိုက်တယ်အမချစ်ခံရမခံရချက်ကိုအချစ်ခံရလူတိုင်းခံခြင်းနဲ့ဆိုပေမဲ့လည်းအဲ့လိုချစ်ပေးရဖို့ကြိုက်တယ်ကိုယ်တိုင်ဖြည့်ဆည်းပေးခြင်းနဲ့ကိုယ်တိုင်လုပ်ပေးခြင်းနဲ့တိုးတော့ကိုအရင်မပေးခဲ့ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လွတ်နေတဲ့နေရာကြီးကိုကဲအဲ့နေရာကြီးဘယ်လိုလုပ်မလဲဆိုမီးမောင်းထိုးပြတဲ့အခါမှာနာကျင်မှုတွေခံစားရတယ် separation တွေခံစားရတယ်ပြင်ပမှုတွေခံစားရတယ်အများကြီးပေါ့နော်အများကြီးတည်လာတယ်အဲ့ဘာလုပ်လဲဆိုတော့ကိုပြန်တိဆောက်တယ်ကိုပိုချစ်ကြည့်ရကိုပိုကူးဆိုင်ကြည့်ရအရင်ကလည်းမချစ်တာမဟုတ်ချစ်တယ်ပေါ့နော်လူတိုင်းကကိုချစ်တဲ့ကြားတယ်ဒါပေမဲ့ချစ်ပုံချင်းကြီးမှားတာတကယ်လို့ချစ်ပုံချင်းကြီးမှားတာပေါ့နော်အဲတရားရောက်ကကိုနဲ့ရှင်လိုက်တဲ့အခါမှာကိုမချစ်တော့ပဲတရားကိုသွားချစ်မိရမျိုးအဲ့ပြဿနာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆွဲကကြတော့လူတိုင်းကတော့ပင်ကိုစိတ်မှာတော့ကိုချစ်တတ်တာရှိရကိုသားနာမှာကြောက်တယ်ကိုနာကျင်မှာကြောက်လူတိုင်းကြောက်ကြတာပဲပေါ့နော်ဒါပေမဲ့တကယ်ရှင်လာပြီဆိုရင်တော့သူများကိုပို့ပြီးတော့ဦးစားပေးလိုက်တာများတယ်ပေါ့အဲ့တော့အဲ့လိုပြဿနာမဖြစ်အောင်လို့ဒါက universe ကကို task ကိုပေးလို့ပြီးရဲအဲ့တော့ separation တွေကြုံရတယ်နာကျင်မှုတွေကြုံရတယ်ဒီနာကျင်အောင်လုပ်တဲ့လူတွေနဲ့ပဲတွေ့တတ်တယ်လိုမျိုးပေါ့နော်အဲ့တော့ကိုမတီဆောက်မချင်းတော့ဒီလိုတန်တရားနေလွတ်မှာမဟုတ်ဘူးပေါ့နော်ဒါလေးတော့မှားကြပါတယ်ကိုချစ်တဲ့အောင်လုပ်ပါဒါပြောတာတော့လွယ်တယ်ကြော်လဲအဲ့လိုဘဝတော့ကသူများတွေမျိုးပေါ့နော်တိုက်တွန်းတဲ့လူတွေရှိရဲ့တဲ့မှာစာရေးဖတ်ကြည့်ရဲ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့မယုံခဲ့ဘူးဒါပေမဲ့ကိုယ်ကြုံတဲ့ခါမှာတကယ်ယုံလာတယ်ယုံလာတဲ့ခါမှာအဲ့ဒါကလေဒီကိုချစ်ဖို့ကကြတော့အချိန်ပေးပြီးတိဆောက်ရတာမျိုးပေါ့နော်လွယ်လေးနဲ့ဝုံတိုင်းဟောက်ကချစ်တယ်ဟောက်ကဖြစ်တယ်လုပ်လို့မရအောင်နှင့်ချီပြီးတော့ကိုတေချာလေးပြိုးထောင်ရတယ်ကိုပြုစုရတယ်ဒီမှာကိုပြုစိုက်ကြရတယ်တေချာလေးအဲ့တော့လုံးဝကိုချစ်တာဘာလဲဆိုတာတိသွားပြီးအဲ့အနှစ်သာရကိုခံစားမိသွားပြီးဆိုတော့မှကိုလိုချင်တဲ့ຢာတွေတောက်လျှောက်ရတာပေါ့နော်သိရမလားဆိုတော့နောက်ဆုံးမှာတော့ပျော်ရွှင်စရာကောင်းတဲ့ဒါ relationship တွေအဆင်ပြေမှုတွေအများကြီးရလာလိမ့်မယ်ပေါ့နော်ဆိုတော့ကိုချစ်တဲ့လူကလည်းပေါ်လာတယ်သိရမလားဆိုတော့ဘာဖြစ်ပေါ့နော်တခါကြလို့ရှိရင်ကိုကလူတွေကကိုမေတ္တာပေးပြီမယ်အဲ့လူတွေကကိုမေတ္တာပေးချင်မှပေးလိမ့်မယ်
အဲ့ဒါသွားပြီးပြတယ်လို့မရဘူးဆိုပေမဲ့ကိုပေးလိုက်တဲ့မြတ်တာဆက်မှန်လို့ရှိရင်အဲ့လူစီကမဟုတ်လေတခြားလူစီကနေပြီးတော့ဝင်လာတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဝင်လာတဲ့မြတ်တာကိုကတန်ဖိုးထားတတ်ဖို့ကျေးဇူးတင်တတ်ဖို့လိုအပ်တယ်သိရမလားဆိုတော့အဓိကတော့တေချာလေးသင်ခန်းစာသင်ယူပါဒါမှသာလေကိုလိုချင်တဲ့ဘဝပေါ့နော်ကို life ကိုရမှာပေါ့ပျော်ရွှင်တဲ့ဘဝကိုရချင်တော့ကိုရင်ချစ်ပါလို့ဒါတော့မှားကျင်တယ်ပေါ့နော်ဒီ intro ရင်တော်တော်လေးရှည်ဝိုက်ထင်တယ်ပေါ့နော်ဆိုတော့တစ်ဖက်လူမှုပေါ့နော်တစ်ဖက်လူရဲ့ဒီဖြစ်နေတဲ့အရာကြတော့သူကအတိတ်မှာပိတ်မိနေတယ်အခုချိန်ကြီးအတိတ်မှာပိတ်မိနေစေပဲပေါ့နော်အတိတ်မှာပိတ်မိနေရနည်းနည်းလေးဘယ်လိုပြောပြမလဲကိုယ့်ပုံမှာချက်တဲ့အချစ်ကတော့ရှိရယ်အရန်မွန်းချက်တယ်ပေါ့အခု energy ကလေတဲ့ချိန်မှာအရန်မွန်းချက်တယ်အရန်ပင်ပန်းတယ်သူ့အနေနဲ့တော်တော်လေးစိတ်တွေရှုပ်ထွေးနေတွေ့ရပါဆိုတော့သူနောင်တရလည်းရတွေ့ရပေါ့နော်သူရွေးချယ်ခဲ့ရရင်မှားပြီးသူလုပ်ခဲ့ရရင်မှားပြီးအဲ့လိုပေါ့နော်ဒါတစ်ဖက်လူကကိုယ့်ပုံမှာချိလောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ်နည်းနည်းလေးလိန်ညာတာအဲ့လိုမျိုးကြီးလည်းရှိကောင်းရှိနိုင်တယ်အဲ့အတွက် तू နည်းနည်းလေးတော့အဲ့လိုငါမှားသွားပြီဆိုတော့ဒီခံစားချက်ပေါ့နောက်တော့ तू ရနေတာတွေ့တယ်ဒါပေမဲ့အတိတ်ကနေ तू ရုံထွက်လို့တော့မရသေးဘူးပေါ့နော်ဆိုတော့ဝစ်ကျွေးပေါ့နော်ဝစ်ကျွေးကိုကြီးကြီးမားမားဆက်နေရတာတွေ့ပါတယ်တစ်ဖက်ကလေအဲ့တော့ကိုယ့်ပေါ်မှာချင်းချင်းမြတ်တာရှိရဲကိုယ်လည်းအခုချိန်မှာဆက်သွယ်ခြင်းနဲ့ချိုးကြလည်းဆက်သွယ်တယ်ပေါ့နော်စာပို့တာမျိုးချိုးကြလည်းအဲ့လိုစာပို့ဖို့လှုပ်လိုက်ပြင်ဖြတ်လိုက်အဲ့လိုပို့ရင်ကောင်းမလားပို့ရင်ကောင်းမလားအဲ့လိုမျိုးပေါ့နော်တောင်းပန်လိုက်ရမလားအဲ့လိုမျိုးတော့လုံနေတာတွေ့ရဲချိုးကြလည်းလုံးဝတောင်းပန်စာတွေမကြခင်ဝင်လာလိမ့်မယ်ပေါ့နော်သူလုပ်ခဲ့တဲ့အမှားတွေတော့သူတောင်းပန်တာမျိုးတွေပေါ့နော်အလိုမျိုးလေးရရှိပါတယ်ဆိုတော့သူ့ဘဝမှာလည်းအခုချိန်မှာတော့အများကြီးပေါ့နော်ကောင်းတာတွေရောဆိုးတာတွေရောအများကြီးသူ့မှာဖြစ်နေတာတွေ့ရပေါ့အဲ့တော့အရင်မသိချင်တယ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ကိုပို့ပြီးတော့ focus ထားနိုင်တော့အကောင်းဆုံးပဲလူတယောက်ကြတော့ပြုပြင်ပြောင်းလဲလို့မရဘူးကိုသွားပြီးတော့ပြုပြင်ပေးလို့လည်းမရဘူးသူ့ရဲ့ဝတ်ကြွေးကိုသွားဆက်ပေးလို့လည်းမရဘူးသူကိုယ်တိုင်ဆက်ရမှာသူကိုယ်တိုင်ယူရမှာသင်ခန်းစာပေါ့နော်အဲ့လိုပဲကိုကလည်းကိုယ့်သင်ခန်းစာကိုယ်တိုင်ယူရမှာကိုယ့်အစားဘယ်သူမှဝင်ယူပေးလို့မရဘူးပေါ့နော်ဝင်ယူပေးလို့မရဘူးကျွန်တော်ကြတော့ guidance ပေးလို့ရတယ်ဝင်ယူပေးလို့ရတော့မရဘူးအဲ့ကိုယ်တိုင်ညင်အောင်ကြည့်ရမယ်သင်ခန်းစာအောင်ငါ့ကိုဒါ collective ဖြစ်တဲ့ခါကျတော့တယောက်ချင်းစီတော့မပြောနိုင်ဘူးပေါ့နော်အဲ့တော့ကိုယ်သင်ခန်းစာကိုယ်ဘာတွေပေးနေလဲတစ်ဖက်လူကဘာတွေပေးနေလဲတစ်ဖက်လူမှမဟုတ်ကိုယ်နားပတ်ဝန်းကျင်ကလူတွေကိုယ်ဘာတွေပေးနေလဲငါဘာသင်ခန်းစာယူရမလဲငါမှဘယ်လို issue တွေရှိလဲ abandonment issue လား attachment issue လား trust issue လားအမျိုးမျိုးပေါ့နော်ကြည့်ဖို့လိုတယ်အဲ့တော့ဘယ်လိုတည်ဆောက်ရမလဲဘယ်လိုယုံကြည်မှုကိုတည်ဆောက်ရမလဲဘယ်လိုမျိုးမမိခိုအောင်နေရမလဲလိုအပ်တယ်ပေါ့အဓိကတော့ကိုယ်တန်ဖိုးကိုနားလဲဖို့ကအဓိကပဲကိုယ်တန်ဖိုးကိုနားမလဲတပြီးတော့ကိုယ်တန်ဖိုးကိုကဘယ်လိုပြောရမလဲနှိမ်မြင်မိမှာပဲကိုလေကိုယ်တန်ဖိုးကိုသိရမယ်ကိုကအချစ်ခံဖို့လည်းထိုက်တန်တယ်အဖိုးလည်းတန်တယ်ဒီလူတယောက်ကကိုယ်လိုဆက်ဆံမိမယ်ကိုယ်တန်ဖိုးအဲ့ဒါမဟုတ်ဆိုကိုသိထားမယ်ပေါ့နော်အဲ့ဒါကိုချစ်တဲ့လူအများကြီးရှိသေးတယ်ကိုယ်ယူဆိုင်တဲ့လူအများကြီးရှိသေးတယ်အဲ့ဒါကိုမမြင်တပြီးတော့ကိုယ်ကိုယ်တိုင်ကိုယ်တန်ဖိုးကိုကကြာဆင်းနေမှာပဲအဲ့တော့ကိုယ်တန်ဖိုးကိုသိဖို့အရေးကြီးပါတယ်ဘယ်သူမှမချင်တော့ကိုယ်ကိုချစ်မယ်ကိုရှိသေးတယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုတနာပါကိုယ့်ကိုအရင်ဆုံး focus ထားပါဒါလေးမှားခြင်းတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ကျွန်တော်မြင်တဲ့လက်တလောဒါနှစ်ဖက်လုံး energy ပေါ့နော်အဲ့တော့ကိုယ့်အတွက်ဒါ oracle message ပေါ့နော်အဲ့တော့ဗာလေးဖြစ်မလဲအဲ့တော့ universe message ကနေအရင်သွားမယ်ပေါ့နော်ဆိုတော့ universe ကတော့ဒီ energy of love ပေါ့နော်ဒါအမြဲတမ်းပါတယ်ဒီ energy of love ဒီ love energy ကို universe ကအမြဲတမ်းကိုထိတွေ့ခိုင်းတယ်ဘာလို့ love energy ထိတွေ့ခိုင်းလဲဆိုတော့ဒီမှာ universe ပြောထားတာကြတော့အဲ့ love energy ရှိလို့ရှိရင်ပေါ့နော်အဲ့တော့ကိုစကားပြောဖို့လိုတဲ့အခါတိုင်းစကားလုံးတွေကအလိုလိုထွက်လာတယ်သိရမလားချစ်ချင်းမေတ္တာရှိတဲ့ခါကျတော့စကားလုံးတွေကအချစ်ရှင်တွတ်တယ်လေသိရမလားအဲ့တော့အချစ်ရှင်တွတ်တယ်ဘယ်လိုပြောရမလဲဆိုတော့ချစ်ချင်းမေတ္တာနဲ့ပြည့်နေဒါရည်စားရှိမှမဟုတ်ဘူးเนาะကိုယ့်ဒီမှာချစ်ချင်းမေတ္တာနဲ့ပြည့်နေရဆိုလို့ရှိရင်စကားလုံးတွေကအလိုလိုထွက်လာတယ်သိရမလားမေတ္တာရှိရဆိုရင်စကားလုံးကအလိုလိုထွက်လာတယ်သိရမလားဆိုတော့အဲ့လိုမျိုးပေါ့နော်ဒါကိုလိုအပ်တယ်ပြောဖို့လိုတဲ့အခါမှာအမြဲတမ်းဒီချစ်ချင်းမေတ္တာရှိရလူကစကားလုံးတွေအမြဲတမ်းထွက်လာတယ်လို့ပြောချင်တာနောက်တစ်ခါကျတော့ခွင့်လွှတ်ဖို့လိုတဲ့အခါမှာကိုချင်းစာစိတ်ပေါ့နော်ကိုလိုတဲ့ကိုချင်းစာစိတ်ကအလိုလိုပေါ်လာတယ်အဲ့ဒါချစ်ချင်းမေတ္တာရှိနေလို့ပေါ့နော်ဘာလို့ဆိုချစ်ချင်းမေတ္တာဆိုတာ positive ပဲစောင့်တယ် negative ဘယ်တော့မှမစောင့် ego လို့မဟုတ်ဘူးဘယ်တော့မှဆွဲမချဘူးကိုကောင်းတဲ့နေရာပဲပို့ပြီးအဲ့တို့ကြောင့်မလို့ခွင့်လွှတ်ဖို့လိုပြီဆိုတဲ့အချိန်ကြလို့ရှိရင်ကိုချင်းစာစိတ်ကအမြဲပါလာတယ်ကိုပေါ်တစ်ခုလောက်သွားတယ်နာကျင်အောင်လောက်သွားတယ်အဲ့လိုခွင့်လွှတ်ရမယ်ဒါပေမဲ့ ego များနေခွင့်လွှတ်လို့ရလားမရဘူး ego များနေတော့ငါဘယ်လိုလက်စားချီရမလဲတော့ငါဘယ်လိုပြန်လှုပ်လိုက်ရမလဲဒါတွေပဲပေါ်လာမှာအဲ့တော့ချင်းမေတ္တာဆိုတာအဲ့လိုမဟုတ်ဘူးကိုယ်တကယ်ခွင့်လွှတ်ရမယ်သူကိုယ့်ဘောကျူးလွန်ခဲ့ပြီးကိုယ့်ကိုနာကျင်အောင်လုပ်သွားတယ်ဒါပေမဲ့ချင်းမေတ္တာရှိတယ်ဘာလုပ်ရမလဲငါခွင့်လွှတ်ရမယ်သူအဲ့တော့အဲ့လိုလိုအပ်တဲ့ဒီကိုချင်းစာတရားပေါ့နော်အဲ့တော့ဒီလိုလုပ်တယ်ဆိုတာသူ့မှာလည်းအကြောင်းရှိမှာပဲ
သူ့နေရာမှာကိုဝင်ကြည့်ရခါမှာလဲငါဆိုလဲဒီလိုလုံးမိလောက်မလားမသိဘူးပေါ့နော်အဲ့ကိုချင်းစာစိတ်ထားပြီးတော့သူ့ပေါ်မှာကြည့်ပေးနိုင်တာပေါ့သိရမလားဆိုတော့ဒါကဟိုချင်းမြတ်တာရှိလို့အဲ့လိုကြည့်ပေးနိုင်တာခုနပြောလို့ ego သာရှိမယ်ဆိုအဲ့လိုကြည့်လို့မရဘူးခုဆိုရင်လက်စားချိန်မယ်ဒီလိုလုပ်ပလိုက်မယ်ဒီလို तू ကထိုက်တန်တယ်ငါဒီလိုပြန်လုပ်မှရမယ်အဲ့လိုမျိုးကြီးအမျိုးမျိုးတက်လာမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဒါဘယ်လိုပြောရမလဲကိုကအရာအလုံးဆုံးရှုံးသွားတဲ့အခါပေါ့နော်ကိုဆုံးရှုံးတယ်လို့ခံစားလာတဲ့အခါမှာချက်ချင်းမြတ်တာရှိလို့ရှိရင်အဲ့ချင်းမြတ်တာကို power ပြန်ပေးတယ်ကိုရဲ့ power ပေါ့နော်ကိုလိုအပ်တဲ့ power ကိုချင်းမြတ်တာပေးတယ်အဲ့တော့အားလုံးဆုံးရှုံးသွားရင်တော့ချင်းမြတ်တာရှိတဲ့အခါမှာအဲ့တော့ငါ့ကိုချစ်မြတ်ငါရှိသေးပါလားငါ့ကိုငါချစ်လို့ရပါသေးလားအဲ့တော့ငါ့ကိုချစ်တဲ့ကိုမိဘရှိသေးတယ်ကိုတငယ်ချင်းတွေရှိသေးတယ်ကိုကြီးဆက်တဲ့လူရှိသေးတယ်ဒါတွေကဘာလဲဆိုတော့ကိုစီမှာချင်းမြတ်တာရှိရဲ့အခါမှသာဒါတွေမြင်တာပေါ့ego အများရဲ့ခါဆိုလို့ရှိရင် ego ကကြတော့ကိုယ်မကောင်းတဲ့နေရာပဲဆွဲပို့ပေးရဆွဲခါကြတော့ခုနပြောတဲ့အတိုင်းပဲကိုချစ်တဲ့လူကကိုယ်မချစ်ဘူးကိုယ်မှအမြဲတမ်း negative တွေပဲတွေးမိမှာကိုယ်မှမရှိရသူများကြတယ်လို့ပြောရွှင်ရရဲ့အချစ်ကြောင့်ငါကြအချစ်ကြောင့်မပြောရွှင်ရအောင်ငါကြဘာလို့ဖြစ်တာလဲဒီလိုမျိုးမေးခွန်းတွေကိုယ်စတဲ့ ego တွေဆွဲထည့်လိမ့်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့မမြင်တော့ဘူးကိုယ်ချစ်တဲ့လူကိုယ်နောက်မှရှိရလူကိုယ်မှရှိနေတဲ့အရာတွေကိုကျေးဇူးတင်တဲ့အရာတွေအားလုံးမမြင်တော့ဘူးပေါ့နော်အဲ့ခါကျတော့ကိုယ်တော့ပိုပြီးစိတ်ပင်ပန်းမှုပိုဖြစ်စေရ stress တွေပိုများတယ်ပိုပြီးအေးပြတ်မယ်ပိုပြီးတော့ပါဝါတွေရော့တယ်ပေါ့နော်ကိုယ်တံမို့လဲကိုနားမလဲတော့အဲ့တော့အဖြေလိုက်ဆိုင်ပြင်ပမှာအဖြေလိုက်ဆိုင်ကိုယ်ကိုလည်းရှာမတွေ့တော့ဘူးပျောက်ဆုံးတာဒီလိုပုံစံမျိုးပေါ့အဲ့တော့ဒါ universe ကတော့ကိုချင်းမြတ်တာအမြဲထားခိုင်းနေအဲ့တော့ခွန်းလို့ဖို့လိုတဲ့ခါမှာကိုချင်းစာစီပေးလိုက်မယ်ပြောဖို့လိုအပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းကိုလိုအပ်တဲ့ကိုပြောဖို့လိုအပ်တဲ့စကားလုံးတွေအမြဲထည့်ပေးမယ်ကိုဆုံးရှုံးသွားတဲ့ခါမှာလည်းကိုရဲ့ power ကိုပြန်ပြီးတော့ဖြည့်နိုင်တယ်ဆိုတော့ဒီသတင်းစကားလေးပေါ့နော်ဒါ universe ကကိုပေးထားတွေ့ပါတယ်ဆိုတော့လူရင်းပေါ့နော်အချစ်ခံရဖို့ထိုက်တန်ပါတယ်ပြီးတော့ချင်းမြတ်တာနဲ့လည်းထိုက်တန်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါနောက်တစ်ခါကျတော့ဒါ angel message ကကျတော့ကိုခောက်ညော် blessings ပေါ့နော်အဲ့တော့ blessing မှာခုနပြောခဲ့သလိုပဲကိုအနေနဲ့ကျတော့ကိုမှာရှိနေအရာပေါ့နော်ကိုမှာရှိတဲ့အရာကိုမြင်အောင်ကြည့်ဖို့ရည်ကြည်ကိုမှာဘာရှိလဲကိုမှာရည်စားမရှိဘူးကိုဒီလူကကိုကိုထားသွားတယ်ဒီလူနဲ့ separation ဖြစ်သွားတယ်ဆိုတော့ဒါ negative ပဲပေါ့နော်ဒါကိုပဲကြည့်နေလို့မရအောင်ကိုမှာဘာရှိလဲသူထားသွားခဲ့သည့်တိုင်အောင်ကိုကိုချက်လို့ရသေးတယ်နော်ပြောခဲ့သလိုကိုမိဘရဲ့ရှိမယ်ကိုတကယ်ချင်းနဲ့ရှိမယ်ကိုယူဆိုင်တဲ့ဒါကိုရဲ့ပေါ့နော်ဒါကိုချစ်တဲ့သူတွေရှိသေးတယ်ဆိုတာကိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်ကျေးဇူးတင်စရာတွေကိုမြင်အောင်ကြည့်ပါကိုမှရှိရကောင်းတဲ့ຢာတွေသူများတွေမပိုင်ဆိုင်တာဒါပေမဲ့ကိုကတော့ပိုင်ထားတယ်သိရမလားကိုမှရှိနေရကိုဖြစ်နေတဲ့ကိုဘဝပေါ့နော်ကိုလက်ရှိရောက်နေတဲ့နေရာကိုပတ်စံနေချနိုင်နေကိုအချစ်တွေကိုမှရှိသေးတယ်လိုမျိုးပေါ့နော်ကိုအသက်ရှင်ခွင့်ရနေသေးတယ်အသက်ရှူခွင့်ရနေသေးတယ်ဒီလေကိုလည်းကျေးဇူးတင်ရမယ်ကြည့်တဲ့ရင်တတိလေးအစမြင်တဲ့ရင်အရာအလုံးစင်ပြီအဲ့တော့တတိလေးအစကျေးဇူးတင်နေကြီးရဲ့ຢာတွေအားလုံးသူတို့နောက်ကဝင်လာလိမ့်မယ်ပေါ့နော်အဲ့တော့ gratitude ကတကယ်လက်ကင်ထားတဲ့အရာတစ်ခုပါပဲဆိုတော့အမြဲတမ်းလူတိုင်းကကျေးဇူးတရားကိုမေးတတ်ကြတယ်အဲ့တော့ကိုကျေးဇူးတင်ရမယ့်အရာတွေကိုမမေ့ဘူးတော့ဒါမှကျင်ပါတယ်အဲ့တော့ဒီမှာတော့ spirit message ပေါ့နော် spirit message ကတော့ကိုအခြေချတည်ငြိမ်အောင်လုပ်ခိုင်းတယ် ground yourself ပေါ့နော် grounded ဖြစ်အောင်လုပ်ခိုင်းတယ်ဒါဘယ်ဟာ ground မဖြစ်ဘူးလဲ ground မဖြစ်တဲ့ဒီလက္ခဏာကိုပြောပြပါဆိုရင်တော့စိတ်ဖိစီးရမျိုးပြီးတော့ focus လုပ်လို့မရတာမျိုးပေါ့နော်အာယုံဆိုင်လို့မရဘူးတခုလုံးမယ်ဆိုရင်အဲ့လိုမျိုးအာယုံတွေထွေပြားဝေဝါးနေပြီးတော့အမြဲတမ်းလို့ပင်ပန်းတာခံစားရမယ်ပြီးတော့စိတ်တိုးမယ်ဒေါသထွက်မယ်ပြီးတော့စိတ်မရှိတာမျိုးကြီးပေါ့နော်ဒီလက္ခဏာတွေအားလုံးကဒါကို ground မဖြစ်သေးဘူးကိုအခြေမကျသေးဘူးဆိုတော့လက္ခဏာလို့ပြောလို့ရတယ်အဲ့တော့ဒီချိန်မှာကိုပြန်ပြီးတော့ကိုပြန်ပြီးတည်ဆောက်ဖို့လိုအပ်တဲ့အချိန်ပေါ့နော်ကို ground ဖြစ်အောင်လို့ inner peace ရအောင်လို့ဒါပြန်ပြီးတော့တည်ဆောက်မယ်အချိန်ဖြစ်ပါတယ်ဆိုတော့ကိုအတွင်းထဲမှာကိုပြန်ရှားမယ်ကို universe နဲ့ဆက်သွယ်မယ်တည်ရမလားဆိုတော့ဒီ divine source တွေနဲ့ပြန်ဆက်သွယ်ချိတ်ဆက်မယ်အချိန်ပေါ့နော်ကိုပြန်ပြီးညင်အောင်ထားမယ်အချိန်လို့ညင်တယ်ဆိုတော့ဒါပေါ့နော်ကျွန်တော်ကဒီမကြခင်မှာတော့ဒီ affirmation ပေါ့နော် inner peace အတွက်ဒါ affirmation လေးတင်ဖို့ရရှိပါတယ်ကျွန်တော် recording တွေတော့အကုန်လုပ်ပြီးပြီဒါပေမဲ့music တွေရှားရတယ်တည်ရမလား music တွေရှားရတယ်ပြီးကြတော့ live မဲ့အရာလေးတွေပေါ့နော်အဲ့လိုလေးရှားသေးပြီးတော့ edit တွေလုပ်ရသေးဆိုတော့နည်းလေးတော့ခဏတော့စောင့်ပြီးပြောချင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအဲ့တော့ဒါကိုတည်ညံအခြေချအောင်ပေါ့နော်လုပ်ဖို့လိုအပ်ပါတယ်ဆိုတော့မိခွန်းကတော့မေးကြမလို့ဒီပတ်ကတော့မိခွန်းမထည့်တာဘူးပေါ့နော်ဒါ special ကတ်လည်းမထည့်တာဘူးမိခွန်းလည်းမထည့်တာဘူးဒါပေမဲ့ကျွန်တော် story ကတ်ကတော့ထည့်ထားပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော် rising above ပေါ့နော်ကိုအတွက်ဘယ်လိုပြောရမလဲဒီလွတ်လပ်မှုတွေအဖြေတွေပြောကြတော့တိကျတေချာရှင်းလင်းတဲ့တစ်ခုခုပေါ့နော်ဒါ result တစ်ခုခုရောက်လာဖို့ရှိရယ်ကိုယ်တိုင်မြင်သွားလိမ့်မယ်ကိုယ်တိုင်အဲ့လိုမျိုးပေါ့နော်လွတ်မြောက်သွားလိမ့်မယ်ဒီမှာလေ
ခုကိုတိပြီးတော့ကိုဘာလောက်ရမလဲဆိုတာကိုမြင်လာတာမျိုးပေါ့နော်ရှင်းရှင်းလင်းလင်းသိမြင်လာတာမျိုးအခြေအနေတွေပေါ့နော်အဲ့လိုမျိုးဖြစ်လာလိမ့်မယ်ပို့ပြီးတော့လဲဒါအပေါ်ကို level up မဲ့ကတ်လေးပေါ့နော်ဒါကိုပို့လွတ်လပ်မယ်ပို့ပြီးအဖြေရှာတွေ့မယ်ပို့ပြီးတော့ကိုဘာလောက်ရမလဲဆိုတာကိုသိလာတာမျိုးအဲ့တော့ဒါမလိုအပ်တဲ့ဒီဆွဲထားတဲ့အရာတွေကိုဆွဲထားတဲ့အရာတွေကိုကဆွဲထားတဲ့အရာတွေအဲ့လွတ်ချတတ်လိမ့်မယ်ပြီးတော့အပေါ်ကိုမြင့်တက်လိမ့်မယ်အပေါ်ပေါ့နော်လုံးဝတက်နိုင်လိမ့်မယ်လို energy မျိုးပါဆိုတော့ဒါကတော့မကြခင်မှာပေါ့နော်တခုခုပေါ့ကိုတို့ကရှင်းရှင်းလင်းလင်းသိရမယ့်အရာတခုပေါ်လာပါလိမ့်မယ်ဆိုတော့ဒီကတော့လွတ်ချတတ်ခြင်းဖြင့်ကိုဂုံယူပေါ့နော်လွတ်ချရဲဆိုတာကြတော့အပြီးတိုင်ပြတ်သွားတာပြတ်ဆဲသွားတာမတွေ့ရတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကိုတို့ကအကောင်းဆုံးနီလန်တစ်ခုပေါ့နော်ဆိုတော့ကိုနဲ့ထိုက်တယ်နဲ့ရာဆိုရင်ဘယ်လောက်ပဲလွတ်ချကိုစီအမြဲပြန်လာတယ်ပေါ့နော်ဆိုတော့ဒါမထိုက်တန်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုနဲ့တွေ့ခွင့်ရှိမှာမဟုတ်ဘူးအဲ့တော့ timing မကိုက်တဲ့အခါမှာဒါကျွန်တော်တို့ကနှစ်တွေအများကြီးလဲစောင့်ရင်လည်းစောင့်နိုင်ရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလက်ရှိကာလမှာလည်းနေတတ်ရတယ်ဘာလို့ဆိုတော့လောက်ယူလို့မရဘူးအရာအားလုံးကလေကိုနဲ့ဒီလူနဲ့တွေ့ဖို့ဆိုလို့ရှိရင်လောက်ယူလို့မရဘူးအချိန်တွေပေးရတယ်အဲ့အချိန်ပေးရတဲ့အတွက်မှာကိုယ်တိုင်စိတ်ရှိဖို့လိုအပ်တယ်ကိုယ်တိုင်ကိုယုံကြည်ဖို့လိုအပ်တယ်ဒီမှာ universe ကိုလည်းယုံကြည်ဖို့လိုလို့ကိုလည်းယုံကြည်ဖို့လိုအပ်တယ်ခုလက်ရှိကိုဖြစ်နေတဲ့အရာကိုဖြစ်ရမယ့်အရာမလို့ကိုဖြစ်နေတာပေါ့နော်ဘယ်သူမှတော့မရောက်တဲ့နေရာမှာမရောက်ဘူးကိုရောက်ဖို့လိုအပ်နေလို့ဒီနေရာရောက်နေတာဒီလိုမျိုး separation တန်နေနာကျင်မှုတန်တွေကိုခံစားဖို့လိုအပ်လို့ခံစားနေရတာပေါ့အဲ့အတွက်အထွန်းတက်လို့မရဘူးအထွန်းတက်လို့မရဘူးသွားပြီးတော့ဒါမကြင်မနဲ့သွားပြောလို့လည်းမရဘူးဆိုတော့ကိုခံရမှာတရားအောင်ခံရပြီးတော့ကိုဘယ်လိုမျိုးဒီလိုခက်ခဲတဲ့အခြေအနေမှာဘယ်လိုမျိုးဖြေရှင်းရမလဲဒါပညာရဲ့တရားပဲပေါ့ဒီလိုအခြေအနေမှာကိုဖြေရှင်းနိုင်တယ်ကိုဒီဟာကိုပြေလည်အောင်လုပ်နိုင်တယ်ဆိုတော့ကိုယ့်ရဲ့ power မနေဘူးပေါ့နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ပိတ်မိမယ်စိတ်တွေညစ်မယ်ဖောက်ထွက်လို့မရဘူးဒီတိုင်းမှာပဲသွားရုံးထွက်လို့မရဘူးဆိုရင်တေးကြတယ်ကိုယ့်ရဲ့ power ကိုယ် soul power ကိုမရသေးဘူးပေါ့နော်ကိုယ်မှလည်း power မရှိသေးဘူးကိုယ် power ကိုပြန်ပြီးတော့ဒါပြန်ယူဖို့လိုအပ်တယ်ဆိုတော့ energy မျိုးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာတော့ကတ်တော့ကြာထားတယ်ပေါ့နော်ဆိုတော့ take back your power ပေါ့ဒီချိန်မှာဒီ separation ထဲမှာသွားပြီးတော့အဲ့လိုပိတ်မိနေတဲ့လူတွေတော်တော်များရှိနေမယ်ပေါ့နော်ပိတ်မိနေတယ်ဒီ separation ကြောင့်ကိုယ်မှာရှေ့ဆက်လို့လည်းမရဘူးဒီဟာနဲ့တင်းအိတ်လဲတာစားလဲတာဘယ်လိုများငါ့ကိုမစိတ်ဖို့မလဲဘယ်လိုများသူတို့ဆက်သွယ်လာမလဲငါ့ကိုများ block ဖြေလိုက်ပြီလားအမျိုးမျိုးပေါ့နော်တွေးရလူတွေရှိမယ်အမျိုးမျိုးအဲ့လိုမျိုးပေါ့အဲ့လိုလူတွေရှိလိမ့်မယ်ဆိုတော့တေချာတခုကတော့အရင်အပင်မခံတဲ့ကိုကိုလေတကယ်ချစ်တဲ့လူဆိုလို့ရှိရင်တကယ်ချစ်ကိုချစ်တယ်သူနဲ့ကိုနဲ့ဒါ timing မကိုက်သေးရလည်းဖြစ်နိုင်တယ်သူကိုအတွက် right person မဟုတ်တာလည်းဖြစ်နိုင်တယ် right person ဟုတ်တိတိုင်အောင် right time မဟုတ်သေးရလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့အတွက်ကြောင့်မလို့ကိုကဘာမှ worries များကြမလို့ချစ်တဲ့သူကချစ်ကိုချစ်တယ်အဲ့ချစ်ကိုထုတ်ပြရတယ်လုံးဝလှည့်ကြည့်ကြလည်းမလို့ချစ်တယ်ဆိုလို့ချင်းချစ်ကိုချစ်တယ်ဆိုတော့ကိုယ်တိုင်ကိုပြန်မေးကြည့်ပါနော်ကိုချစ်ရင်ဘယ်လိုချစ်လဲအဲ့လိုလူနဲ့ပြန်တွေ့မှာကိုကတစ်ဖက်လူပေါ့နော်တစ်ဖက်လူကိုစိတ်ညစ်စေဘူးတစ်ဖက်လူယုံကြည်အောင်ကိုနေတယ်အမြဲတမ်းပေါ့နော်တစ်ဖက်လူဒါ agent နဲ့စိတ်မျိုးပဲပေးရဆိုတာသိကြအဲ့လိုလူနဲ့ကိုပြန်တွေ့မှာဆိုတော့အဲ့ဒါတော့ကျွန်တော်ကိုတွေ့ပေါ့နော်ကိုတွေ့ဆိုတဲ့ခါကျတော့ရေးစားကြောင်းပြောတယ်ဖြစ်မှာဆိုလို့ပြောလဲမပြောချင်ပြောလဲပြောချင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ဒါချင်းမြတ်တာကိုခံစားရင်တော်တော်လေးစိတ်ချမ်းသာတယ်ပေါ့နော်စိတ်ကြည်နူးရတယ်ကိုလိုချစ်တတ်တဲ့လူကိုလိုမျိုးပေါ့နော်ဒီတစ်ဖက်လူပေါ်မှာအရန်ကြည်ပေးတတ်တဲ့လူအဲ့လိုလူနဲ့ပြန်တွေ့ရပေါ့နော်တွေ့ရခါမှာလည်းအရန်ပျော်စရာကောင်းပါတယ်ဆိုတော့ကိုလိုလူတွေ့နေကိုလိုချစ်တတ်တဲ့လူမျိုးကိုလိုထုတ်ပြတတ်တဲ့လူမျိုးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ခါကျတော့စိတ်လုံခြုံမှုလည်းရတယ်ဒါ validation တော့မဟုတ်ဘူးပေါ့နော်ဒါဒီတိုင်းပဲကိုမတောင်းမဲနဲ့ရတဲ့အရာမျိုးရတဲ့အခါမှာကိုယ်တိုင်ပို့ပြီးတော့ပျော်ရွှင်ရတယ်ပေါ့ဒီမှာအရင် post လို့အရင်ဆိုကျွန်တော်ကအရင် control လုပ်တယ်မှာပါတယ်အခုချိန်ဒီတော့ဒါကျွန်တော်အရင်ကပြောခဲ့ spiritual awakening podcast တွေမှာပြောခဲ့လို့ပဲကျွန်တော်ဒီအဲ့လိုပေါ်ရောက်လာအဲ့ရောက်လာအဲ့6နဲ့9ကြားထဲမှာအဲ့လိုပေါ်တက်အောက်ဆင်ဖြစ်နေတဲ့ခါကျတော့ခါကျရင်ဒီ control issue ပေါ့နော်ကို့မှာဒီ power issue ရှိတယ်အဲ့ဆိုတစ်ဖက်လိုအရင်လွှမ်းမိုးခြင်းတယ်ဘာလို့ဆို liberal လည်းဖြစ်နေတဲ့ခါကျတော့လွှမ်းမိုးခြင်းတယ်တခုဆိုရင်ချုပ်ကင်ခြင်းတယ်အဲ့လိုမျိုးစိတ်ရှိတယ်အဲ့တော့ဒါကတော့ဒါပြီးခဲ့တဲ့အပတ်ပေါ့နော်ကျွန်တော် retrograde ကာလမှာတော့အဲ့ပြဿနာနည်းလေးအမြင့်တက်လာတာပေါ့နော်ဒီ service ကိုကြုံတဲ့အခါမှာတော်တော်လေးတော့ကိုလည်းတည့်ရသားနဲ့ထိန်းလို့မရဘူးပေါ့နော်ဒါမလုပ်တင်ဘူးဒီလိုမလုပ်ရအောင်ဆိုတော့တည့်ရသားနဲ့ကိုထိန်းမရတဲ့အခိုက်အတန့်တွေရှိခဲ့ဘူးအဲ့ဒီဘက်ပေါ့နော်ထင်လိုက်တဲ့လုံးကသွားပြီဆိုတာငါ healing လုပ်ဖို့လိုတယ်ငါဒီလိုမျိုးရှောင်ထွက်လိုက်ရမလားပေါ့နော်အဲ့လိုစူးစမ်းကြည့်ခဲ့ဘူးလေဘာဖြစ်လဲဆိုတော့တစ်ဖက်လူကကိုယ်အရန်နားလိုက်ပြီးအရန်နားလိုက်ပြီးနားလိုက်ပြီးရဲ့အပြင်ကိုဖြည့်ရှင်းချက်ပေးရပေါ့နော်ဖြည့်ရှင်းချက်ပေးတယ်အဖြေကိုရအောင်ရှာတယ်ဘယ်တော့မှအဲ့လိုမျက်နှာလွဲခဲပြမလုပ်ဘူးပေါ့နော်အရင်ကျွန်တော်ကြတော့အမြဲတမ်း
နည်းနည်းပြောပြမယ်ပေါ့နော်ကျွန်တော်ကြောင်းအဲ့တော့ဒီအရင်က toxic ဖြစ်ခဲ့တဲ့ဒီ relationship တွေရှိခဲ့တယ်ပေါ့နော်ဒီဘယ်လိုပြရမလဲဆိုတော့ဒီ karmic relationship ပေါ့နော်အဲ့တုန်းကကြတော့အဲ့တုန်းက AI intense ဖြစ်ခဲ့တယ်ဒီ karmic relationship နဲ့တွေ့ရောဆိုရင်အရန်ပျော်လဲပျော်ရဲစားပဲနောက်ပိုင်းကျတော့အရန်စိတ်ပင်ပန်းမှုတွေများလာတယ်တဲ့စိတ်ပင်ပန်းများလာဆိုတော့တခုဆိုရင်မဖြေရှင်းရင်တော့ကွာတဲ့လားမဖြေရှင်းကြအောင်ဒီတိုင်းပဲ silence တွေမှာထားရများတယ်ကိုယ်နဲ့အဲ့လိုထားလို့တစ်ဖက်ကလည်းကိုယ်အလိုထားတယ်တခုဖြစ်ပြီဆိုလို့ချင်းပြဿနာဖြစ်ရင်မဖြေရှင်းဘူးဒီတိုင်းပဲဒီမှာနေတွေးနေတာတွေးလို့ရှိရင်လည်းငါစက်ကူမဆိုင်ဘူးဆိုအဲ့လိုပုံစံမျိုးနှစ်ဖက်လုံးပေါ့နော် toxic ဖြစ်တယ်အဲ့တော့ဘယ်လိုပြောရမလဲနီးစပ်ဖို့ကြိုးစားလေသူနဲ့ပေါင်းဆက်ဖို့ကြိုးစားလေပို toxic ဖြစ်လာလေပို့ပြီးတော့ toxic ဖြစ်တဲ့ဒီ red flag တွေကအရန်ပေါ်လာတာပေါ့နော်အရန်ပေါ်လာအဲ့တော့ဘာဖြစ်လဲဆိုတော့လုံးဝလှချလိုက်တော့မှဒါလေကိုယ့်အတွက်အဆင်ပြေသွားတာအဲ့တော့ဒါပြတ်မယ်လို့ကြံလိုက်ပြီးရင်ဂျာရီကတယောက်ကဝန်ဆက်ပေးလိုက်ပြန်ဆက်သွားလိုက်ပြီးရင် toxic sign တွေပြန်ပေါ်လာလိုက်ခုကလည်းတော်တော်စိတ်ကုန်တယ်အဲ့တော့ဆိုလို့ရှိရင်နိဆိုတော့အဲ့တော့ရီးသားဆိုကျွန်တော်တခါမှရီးသားကိုတနည်းပြအောင်မတွေ့ဘူးအဲ့တော့ရှက်လာလို့ကြာပါတယ်အဲ့ဂျာရီမှာလဲလိုက်ဟွာဖြစ်လိုက်ပေါ့နော်ရှက်လာတော့ကြာပြီ toxic အရန်ဖြစ်တဲ့ကောင်မှာဒါအမှန်တိုင်းပြောရင်ကျွန်တော်ရီးသားအများဆုံးတစ်လမခံကိုယ့်ရဲ့အခြေပေါ့နော်အခြေရဲ့ကံကောင်းနေမှုကြီးကအမြဲတမ်းတစ်လမခံအောင်2ပတ်3ပတ်နဲ့ပြတ်တာများတယ်ညံ toxic ဆိုင်ကိုကလည်း ghost like တို့ ghost သွားလိုက်နေအဲ့လိုဘဝမှာအဲ့လိုကြုံခဲ့ရတာပေါ့နော်ဆိုတော့ကိုယ်ချစ်လို့ရှိရင်ကိုကနည်းနည်းလေးဟိုဆိုးလိုက်ရစ်လိုက်အဲ့လိုမျိုးပေါ့နော်နည်းနည်းဘယ်လိုပြပြရမလဲကိုယ်တိုင်းလည်း toxic ဆန်တယ်အဲ့ကျွန်တော် twin flame နဲ့မတွေ့ခင်ဒီကိုကို toxic ဆန်တယ်မထင်ခဲ့သေးဘူးငါကိုချင်းကိုမသိဘူးဆိုတော့ကိုကတော်တော် toxic ဆန်တာပေါ့နော်ဟိုနည်းနည်းလေးအဲ့လိုမကြောက်ဆိုလို့ရှိရင်သွားတော့ပဲအဲ့လိုရန်တော်တော်ရက်ဆက်တဲ့တယ်မှာပါတယ်ပေါ့ကျွန်တော်ကလေခါကျရင်ကိုအရင်ကြောက်တယ်ဘာလို့ဆိုတော့ကိုစိတ်ကိုကြောက်တယ်သူတို့မချစ်မှာမကြောက်ကိုမချစ်မှာကြောက်တာဘာလို့ဆိုတော့ကိုမကြိုက်တော့ကိုမချစ်တော့ဆိုရင်လုံးဝဟိုလှည့်မကြည့်တယ်ပေါ့နော်တကယ်လှည့်မကြည့်တယ်မပါဒါပေမဲ့ကိုကတော့အမြဲတမ်းတော့ကိုကဖောက်ပြန်နေမှာတော့မပါဘူးဒါပေမဲ့ကိုမကြိုက်တော့ဘူးကိုမလိုအပ်တော့ဘူးပြောကြတော့ကိုအဲ့လိုမျိုးမလိုအပ်တော့ဘူးလို့ခံစားလာရရင်ကိုကအရင်ဆုံး move on လုပ်တတ်တာများတယ်အချင်းကိုသူတို့ရဲ့လုပ်ပုံကိုင်ပုံသူတို့ရဲ့အပြောဆိုအပြုအမူတွေအဆင်မပြေဘူးဆိုကိုဘက်ကအရင်ကြိုပြီးတော့ move on လုပ်ထားတတ်တယ်ပေါ့နော်ဒါ liberal ရဲ့အချင်းဖြစ်မလားဘာမလားတော့မသိဘူးပြောကြတော့ဒါကျွန်တော် rising ကဘာကိုဖြစ်တဲ့ခါကျတော့ဘာကိုအချင်းဖြစ်မလားလည်းမသိဘူးပေါ့နော်ကြိုပြီး move on လုပ်တတ်တာများတယ်ကြိုပြီး move on လုပ်တယ်တကယ်ကြုံလာပြီဆိုရင်နင်တို့က bye bye ဆိုပြီးတော့သူတို့မထားခင်သူတို့ in ထားသွားတယ်အဲ့အချင်းရှိရကြမှာအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့အချင်းကtwin flame နဲ့တွေ့တဲ့ခါမှာကျွန်တော်တော်တော်တီးခဲ့ရကိုငါတော်တော် toxic ဖြစ်တာပါလားတော်တော် rap လောနီယာမှရဲတောက်နေရပဲစိမ့်ရင်လည်းစိမ့်နေအရန်ချင်တော့စိမ့်နေကွာဒါပေမဲ့ရဲဒီဆိုလဲသူများနဲ့မတူဘူးပေါ့နော်သူများနဲ့မတူအောင်ရဲတယ်ကိုကြောက်တယ်တခါကြာရမှာနော်အဲ့လိုမျိုးတော်တော်ရက်ဆက်တတ်တာပဲဆိုတာမျိုးအဲ့လိုမျိုးအဲ့တော့ဒီတယောက်နဲ့ဒီ soul mate နဲ့တွေ့တဲ့ခါမှာကြာဘာဖြစ်လဲဆိုတော့အဲ့အကျင့်နဲ့အကုန်ပျောက်တယ်ပေါ့နော်အဲ့ကျင့်ပျောက်တယ်ပြီးတော့တခုပြဿနာဖြစ်ပြီဆိုရင်အရန်ဖြေရှင်းတယ်အရင်ဆုံးသူမဖြေရှင်းဆိုတော့ကိုရအောင်ဖြေရှင်းတယ်ကိုမဖြေရှင်းဆိုတော့သူကလည်းရအောင်ဆွဲပြီးတော့မိနစ်ပိုင်းတွင်ပြေလည်အောင်ဖြေရှင်းတယ်စိတ်ဆိုးနေတည်တဲ့အောင်ပြေလည်အောင်ဖြေရှင်းတယ်ခဏလောက်နားပြီးတော့ပြေလည်အောင်ဖြေရှင်းနေမကူဘူးနိုင်ပိုင်းနဲ့ပြဿနာပြေတယ်ပေါ့နော်ဒါ soul mate ရဲ့အားသာချက် soul mate လို့ပြောလို့ရတဲ့အချက်အဲ့ဒါတခုပေါ့နော်အဲ့တော့ဒါ karmic relationship ဆိုတော့အဲ့လိုမျိုးတော့ခံစားမှာမဟုတ်ဘူး karmic ဆိုလို့ရှိရင်ကိုကနီးစပ်ဖို့စ조사လေပိုဝေးလေပိုပြီး toxic ဖြစ်လေပိုပြီးတော့ဘယ်လိုပြောရမလဲ red flag တွေပေါ်လာလေပေါ့နော်ဆိုတော့အဲ့လေးနဲ့တိလို့ရတယ် toxic လားဒီkarmic relationship လားဒီ soul mate လားဆိုတာပေါ့နော်အဲ့နဲ့တိလို့ရတယ်ဆိုတော့ကိုပေါ့နော်ဒါအခုကိုဖြစ်နေတာဘာဖြစ်နေလဲကိုတေချာလေးမြင်ပြီးတော့ယုံထွက်တင်ယုံထွက်ပါလို့ပြောချင်ပါတယ်ဆိုတော့အဓိကတော့ twin flame နဲ့တွေ့ရတော့ကိုအတွက် blessing တစ်ခုပဲဆိုတော့ကိုပြန်မြင်လာတယ်ကိုပို့ပြီးတော့လည်းအဆင်ပြေလာလို့ခံစားရပါတော့ဆိုတော့အခု soul mate မှာလည်းကျွန်တော်ကဒီခါကျရင်ဒီ trigger တွေရှိရပါတော့ trigger ရှိရသူကို trigger လုပ်တတ်ရှိသလိုသူကတော့မသိဒါပေမဲ့ကိုကတော့သိတယ်ကိုယ်တိုင် trigger လုပ်ရင်လည်းကိုသိတယ်ငါသွားပြီးငါပြောလိုက်မိပြီသူ trigger နဲ့တူတယ်ကိုကတော့စုပဲစုတောင်းပေးလိုက်တယ်ဆိုဖြည့်ရှင်းဘာလို့ဆိုကိုပြောလိုက်တဲ့အရာတခုအတွက်ကိုဒါဆိုပြင်ဖြည့်ရှင်းတတ်ဘူးဘာလို့ဆိုအဲ့ trigger မှာ तू ဘယ်လောက်ထိသူ့ကို तू healing လုပ်နိုင်မလဲသူ့ကို तू ဒါကိုကင်တွယ်နိုင်မလဲပေါ့နော်ဒီလိုပဲလွတ်ထားတာအများကြီးဆိုတော့ကိုကကြတော့ trigger man တိတိနဲ့ကိုလုံနေရတဲ့လူဖြစ်တဲ့ခါကျတော့ဒါ spiritual awareness ရှိရလို့ဆိုတော့အဲ့လိုမျိုးပေါ့နော်ခါကျရင်တော့ဒီအမှလွတ်ထားပေးလိုက်တယ်အဲ့တော့ trigger ဘယ်လိုကင်တွယ်မလဲပေါ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တေချာတစ်ခါတော့ soul mate ဒီဘယ်တော့မှမြန်တယ်လွဲခွဲပြမလုပ်တတ်ဘူးဖြည့်ရှင်းတယ်တခုဆိုလို့ရှိရင်ပေါ့နော်ဒီ red flag တွေတိတ်မတွေ့ဘူးအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့အဓိကတော့
ယုံကြည်မှုပါပဲတယောက်ရှိတူတူရှိဖို့ဆိုတာကြတော့လွယ်တော့မလွယ်ဘူးပေါ့နော်လွယ်တော့မလွယ်ဘူးအဓိကချင်းမြတာထပ်တူကြဖို့တော့လိုအပ်တယ်အဲ့အချက်ကိုမခံစားရင်ကိုယ်ကိုယ်တိုင်လွတ်ချတတ်ဖို့ပေါ့နော်ဒါ main point ကဒါပဲကျွန်တော်ရဲ့experience ပြောလိုက်တာဆိုနည်းရှည်သွားတယ်အဲ့တော့ main point ကဒါပဲလွတ်ချတင်ရင်လွတ်ကိုလွတ်ချအချိန်တန်လို့ရှိရင်အဲ့လူကကိုယ့်စီကိုပြန်လာလိမ့်မယ်တကယ်လို့ကိုယ့်အတွက်စစ်မှန်နေဆိုရင်ပေါ့နော်ပြန်လာလိမ့်မယ်ကျွန်တော်ဒါလေးပြောချင်တာပါဆိုတော့ဟုတ်ကဲ့ပါနည်းရှည်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခါကျတော့ဒီပေါ့နော်align your intentions with your actions ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ့နော်ကိုဘာလုပ်မယ်လို့စဉ်းစားထားတဲ့ action ကိုကြိုးစား action ကိုလိုအပ်တယ်ပေါ့နော်ဆိုတော့ကိုကလှုပ်ချင်စိတ်ပဲရှိရဲတခိုင်ချင်စိတ်မရှိဘူးဆိုတော့မရဘူးလှုပ်ချင်စိတ်ရှိပြီးတော့အဲ့လိုလှုပ်ဖို့အတွက် action ကိုစိတ်မရှိဘူးဆိုတော့မရဘူးပေါ့နော်ဒါလှုပ်ချင်မယ်ဆိုဒါရအောင်လုပ်ရမယ်ရအောင်လုပ်ဖို့အတွက်ဒီလမ်းကြောင်းကိုရအောင်ရှာရမယ်ရှာပြီးတော့စပြီးလုပ်ကြရမယ်ခုနပြောလို့ပဲဒီမှာတော့နည်းနည်းလေး daydreamers တွေများတယ်အခုဆိုရင်စိတ်ကူးရင်ပြီးတော့ပုံဖော်မယ်ပြီးရင်လိုက်မလုပ်ဘူးအဲ့စိတ်ကူးနေမပြီးသွားတဲ့လူမျိုးတွေပေါ့နော်အဲ့တော့ပြင်းတဲ့လူမျိုးတွေအချိန်ဆွဲတဲ့လူမျိုးတွေဆိုတော့ပြင်မာကိုပေါ့နော်အဲ့အချင်းကိုဆိုတော့နောက်ကကြတော့ trust your intuition ပေါ့နော် she's all the right ပေါ့တော့ဒါ intuition ကိုယုံခိုင်းတယ်ကိုကိုယုံကြည်ရမယ်ပြီးတော့ကိုအတွင်းထဲကအတန်ကိုအမြဲနားထောင်ရမယ်ဒါမှသာလည်းပို့ပြီးတော့အဆင်ပြေပြေနဲ့ပေါ့နော်ကိုဘွားမှာရှောက်လန်းနိုင်မှာပေါ့ intuition နားမထောင်တဲ့လူကတော့ဒါနည်းနည်းလေး ego တွေများပြီးတော့မှမကောင်းနိုင်တဲ့ကြုံတွေ့ရတတ်တယ်အဲ့တော့ intuition နားထောင်ပါခါကျရင် intuition ကကြတော့မကောင်းတဲ့လမ်းကိုဘယ်တော့မှမပို့ဘူးပေါ့နော်အဲ့တော့ ego နဲ့ intuition နဲ့꿰အောင်လုပ်ဖို့ရည်ကြီးရယ် intuition ကကောင်းတဲ့လမ်းကြောင်းကိုပဲဖော်ပြီးကောင်းတဲ့အရာကိုပဲလုပ်ခိုင်းတယ်သိရမလားဆိုတော့ ego ကကြတော့မဟုတ်မကောင်းတဲ့အရာတွန်းပို့တယ်ခါကျရင်အဲ့ ego ပေါ့နော်ကိုမကောင်းတာလုပ်ချင်ပြီဆိုရင်အဲ့ဒါ intuition ပဲလုပ်လိုက်မယ်ဆိုရအမျိုးရှိကောင်းရှိလိမ့်မယ်အဲ့တော့မဟုတ်ဘူးအဲ့ဒါ ego တခြားမြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့နောက်ခုအနေနဲ့ကျတော့ forgiving and learning ပေါ့နော်အဲ့တော့ခွင့်လွှတ်မယ်ပြီးတော့သင်ယူပြီးရှေ့ဆက်မယ်ပေါ့နော်အဲ့တော့ခွင့်လွှတ်ဖို့အရေးကြီးရယ်အဲ့တော့ကိုယ့်ရဲ့အတိတ်ကိုလွှတ်ချပြီးတော့ဒါ healing လုပ်နိုင်လေကိုပို့ပြီးတော့လက်ရှိကာလမှာနေလို့ထိုင်လို့ပိုကောင်းလိပေါ့နော်အဲ့တော့အတိတ်ကိုမလွှတ်ချဘူးအတိတ်မှာပဲပိတ်မိမယ်ဆိုရင်လက်ရှိကာလမှာရှိရဲ့ blessing တွေကိုမြင်ရမှာမဟုတ်ဘူးပေါ့အဲ့တော့အတိတ်ကိုလွှတ်ချမယ်အတိတ်ဆိုတာအတိတ်ပဲဘာသင်ခန်းစာယူရမလဲပြီးရင် move on လုပ်ရမယ်ပေါ့နော် move on လုပ်ပြီးတော့လက်ရှိအချိန်မှာနေရမယ်အနာဂတ်လည်းရမတွေ့နဲ့အနာဂတ်မှာလည်းကိုဘယ်သူနဲ့တွေ့မယ်ဘာဖြစ်မယ်ပြန်ဆုံးမယ်မဆုံးဆိုတာဘယ်သူမှမသိချဘူးပေါ့နော်အဲ့တော့လူတိုင်းကမသိချင်းများစွာနဲ့ပဲရှေ့ဆက်ရတယ်အဲ့မသိချင်းများစွာနဲ့ရှေ့ဆက်ရခြင်းကိုကပျော်ရွှင်နေဖို့ရည်ကြည်တယ်ဆိုတော့တင်းနေဘာတွေ့မလဲဘာကြောင်းရမလဲဘာသင်ခန်းစာယူရမလဲဆိုတော့အမြဲတမ်း excited ဖြစ်နေဖို့ရည်ကြည်တယ်လက်ရှိကာလမှာနေပြီးတော့ပေါ့နော်အဲ့တော့လက်ရှိချိန်မှာကိုဘာတွေပိုင်ဆိုင်သားလဲဘာတွေယူရမလဲဒါတွေမြင်အောင်ကြည့်တတ်လို့ရှိရင်လက်ရှိကာလမှာနေတတ်သွားလို့ရှိရင်ဘာမှမလိုတော့ဘူးပေါ့နော်အတိတ်ကအနာဂတ်ဘာမှမလိုတော့ဘူးဒါပေမဲ့အနာဂတ်ကကြတော့ကျွန်တော်နည်းနည်းပေါ့နော်ကိုယ်ပါရည်မှန်းချက်ရှိဖို့လိုအပ်တယ်ဒီမှာရည်မှန်းချက်ရှိရမယ်ရွေချက်ရှိရမယ်ဒါမှသာလည်းပို့အဆင်ပြေမှာအနာဂတ်မှာဘာဖြစ်ရမယ်ဘာဖြစ်ရမယ်ငါဘာဖြစ်ချင်လဲဒါလက်ရှိမှာစူးစမ်းဖို့အတွက်ဒီလိုမျိုးကြည့်တော့ယူရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီ story cup ပေါ့နော်ပြောရင်ပြောနေ energy ကအရင် intense ဖြစ်လာရပေါ့နော်ဆိုတော့ငိုခြင်းတော့ငိုချလိုက်ပေါ့နော်ငိုခြင်းငိုချလိုက်ပါကိုယ့်အတွက်လေအရင်ကြိတ်ပြီးတော့မငိုအောင်လို့ပြောကြပြောဘူးပေါ့နော်ဒါဆိုငိုခြင်းတော့ငိုချလိုက်အဲ့ဒါမှစိတ်ပေါ့သွားမှာပေါ့နော်ဆိုတော့ energy intense အရင်ဖြစ်လာလို့ပါဆိုတော့ဟုတ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ beginnings ပေါ့နော်ဒါ story cup ကတော့ beginning ဆိုတာလေးကြားတယ်အဲ့တော့ beginning ဆိုတာကြတော့အစပေါ့နော်အစဆိုတော့တခုခုကဆုံးမရမယ်ဒီ beginning စပြီဆိုလို့ရှိရင်လည်းတခုဆုံးမရမယ်အဲ့တော့ကိုယ့်ရဲ့ past ဒီအတိတ်ပေါ့နော်အတိတ်တွေကိုအဆုံးသတ်ရမယ်လက်ရှိကိုခံစားနေတဲ့အရာတွေခံစားမှုတွေနာကျင်မှုတွေအလုံးအဆုံးသတ်မှသာလျှင်ကိုယ့်တို့ကဒါ new phase ပေါ့နော်ဒီအသစ်တစ်ခုစလို့ရမှာသင်ခန်းစာတစ်ခုစလို့ရမှာအဲ့တော့အတိတ်တွေကိုလွတ်ချမယ်ကိုသင်ခန်းစာယူစရာရှိရယူမယ်ပြီးရင်စတင်မယ်ပေါ့ဆိုတော့ရှေ့မှာဆိုလဲကိုတို့ကောင်းတဲ့အရာတွေပျော်ရွှင်စရာကောင်းတဲ့အရာအများကြီး new beginnings တွေအများကြီးရှိပါတယ်ဒါပေမဲ့တခုခုအဆုံးမတတ်ရင်တော့ကိုကအသစ်စလို့မရဘူးဆိုတော့အဆုံးမတတ်သေးသူကြီးကတော့အဲ့မှာသွားပိတ်မိနေပါလေအဲ့တော့ကိုကိုယ်တိုင်အဆုံးတတ်မလားဒါပေမဲ့အဲ့ထက်မှာပိတ်မိမလားကိုကိုယ်တိုင်ရွေးချယ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကတ်ထဲမှာဆိုလို့ရှိရင်လည်းဒီမှာပုံဖော်ကြည့်ပါတော့ကိုကျွန်တော်တို့ဒီကတ်နဲ့ပတ်သက်ပြီးဘာမှပြောကြရမှာမရှိဘူးဒီ beginning နဲ့ပတ်သက်ပြီးပဲဒီနေ့ကတော့ပြောမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့တခုကိုစခြင်းတခုကိုအဆုံးတတ်ဖို့လိုအပ်တယ်အဲ့ဒါမှသာလည်းကိုပြီးတော့ကိုတို့ကရှေ့ဆက်ရလွယ်ကူမှာပေါ့နော်အဆင်ပြေမှာပေါ့အဲ့တော့ဒီနေ့ကတော့ reading ကအရန်နိုင်ဝက်ကြော်သွားမလားမသိဘူးပေါ့နော်အဲ့တော့နားထောင်ပြီးရတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒါတေချာတော့ဒီတည်းကပေါ့ဒါတခုနားထောင်ပြီးတော့ကိုတို့ကတခုပေါ့နော်ဒီအကြံဉာဏ်တွေ guidance တွေရသွားရဲဆိုရင်ကျွန်တော်ကအရင်ပြောပါတယ်ဆိုတော့မှန်တယ်ပြောရင်တော့ဒါပြောရတာပြင်ပန်းတယ်ပေါ့နော်ပုံမှန်လုပ်နေကြကျွန်တော်15မိနစ်လောက်ပဲလုပ်နေကြဒါပေမဲ့ဒီနေ့က2ဆကျော်လောက်ဖြစ်သွားရဲဆိုတော့နည်းတော့ပြင်ပန်းတယ်ဒါပေမဲ့
တကယ်စိတ်ထဲပါလို့တကယ်စိတ်ထဲကနေပြီးပေါ်လာလို့ဒီ energy တွေနားထောင်ဖို့လိုအပ်လို့ပြောရတယ်လို့ခံယူထားရပေါ့နော်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ် Rosaline ဖြစ်လဲ comment မှာမှတ်မိလို့ရပါတယ်အားလုံးနောက်ထပ် video podcast တွေမှာပြန်ပြီးတွေ့ပါမယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေဗျ bye bye